ကျွန်တော်တို့နိုင်ငံမှာကတိုင်းရင်းသားတွေကအဓိကအဖြစ်သူတို့ရဲ့ခေါင်းဆောင်တွေပေါ့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကအစိုးရကသူတို့ကိုဖိနှိပ်တယ်ဆိုပြီးပြောကြတယ်အစိုးရကသူတို့အခွင့်အရေးမပေးဘူးဆိုပြီးတော့ပြောကြတယ်ဒါကြောင့်မလို့သူတို့ကလက်နက်ကိုင်တယ်ဆိုပြီးတော့ဒီ reason ကိုပေးတယ်ဆိုတော့ကြတော့ကျွန်တော်ပြောချင်တာကဒီလက်နက်ကိုင်လမ်းစဉ်ကိုမစွန့်ကျင်လို့မလို့တမင်တက်မဖြစ်နိုင်မှန်းသိတဲ့အရာကိုအစိုးရစီသွားတောင်းနေရင်တော့အစိုးရကလည်းပေးမှာမဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံဆိုတာကပြောရမယ်ဆိုရင်ဒီနိုင်ငံကိုကျွန်တော်တို့ဗမာဘရင်နေအသက်ပေးပြီးတော့တည်ထောင်ထားတယ်ဗမာဘရင်နေအသက်ပေးပြီးတော့ကာကွယ်ထားတယ်ဆိုတာကတိုင်းရင်းသား135မျိုးလုံးတည်တယ်ဒါကအမှန်တရားတစ်ခုပဲဒါပေမဲ့ရတယ်ကျွန်တော်တို့ကပြည်တော်စုဆိုတဲ့အရာကိုတန်ဖိုးထားတယ်တိုင်းရင်းသားတွေအများကြီးစုပေါင်းနေတဲ့အတွက်ဒီပြည်တော်စုဆိုတဲ့အရာကိုကျွန်တော်တို့ကတန်ဖိုးထားတယ်တန်ဖိုးထားလို့လည်းအစိုးရခေတ်အဆက်ဆက်ဒီနိုင်ငံရဲ့အရေးပါဆုံးဥပဒေတွေနိုင်ငံရဲ့အရေးပါဆုံးရည်တည်ချက်တွေဥပမာနိုင်ငံရေးဥတီချက်၄ရက်ဒုတာဝန်အရေး၃ပါးအားလုံးထဲမှာကတိုင်းရင်းသားစီလုံးညီညွတ်ရေးပြည်ထောင်စုကိုကာကွယ်ရမယ်ဆိုတဲ့အချက်အတေပါတယ်ဆိုတော့အစိုးရကကောဗမာတွေကကောဒီပြည်ထောင်စုကိုတန်ဖိုးထားကြတယ်ပြည်ထောင်စုကိုထိမ့်သိမ်းကြတယ်ဒါပေမဲ့တိုင်းရင်းသားတွေမသိတာကတိုင်းရင်းသားတွေကသိကြတယ်ဒါပေမဲ့တိုင်းရင်းသားအများစုကဘယ်တော့မှသူတို့ကမမှားဘူးအမြဲတမ်းသူတို့မှန်တယ်တိုင်းရင်းသားတွေကသူတို့တည်တာအမှန်ဘယ်တော့မှသူတို့မမှားဘူးဒါကအချို့ကြတော့ဘာသာရေးတွေအစွန်းရောက်လို့ဘာသာရေးသူတို့ရဲ့ဘာသာရေးအဆုံးအမတွေကြောင့်လဲပါတယ်အရာရာတိုင်းသူတို့တည်တာအမှန်သူတို့လုံးသမျှတည်တာအမှန်ဆိုတဲ့အတွေးတွေဖြစ်တယ်အခုဆိုရင်လဲအစိုးရကသာသူတို့ကိုအခွင့်အရေးတွေမပေးဘူးပြောတယ်သူတို့ဘက်ကကြတော့ပြောပြမယ်ဒီမြန်မာအစိုးရကိုတော်လန်တဲ့နေ့ကိုတော်လန်ရေးနေ့လို့သတ်မှတ်တဲ့တိုင်းရင်းသားတွေရှိတယ်လို့ဒီမြန်မာဘရင်နေ့ကိုပုံကန်တဲ့နေ့ကိုသူတို့အမျိုးသားနေ့ဆိုပြီးတော့သတ်မှတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေရှိတယ်တိုင်းရင်းသားအများစုမင်းမဟုတ်တဲ့စကားမင်းလိုက်မပြောနဲ့ကွာမင်းစကားကတော့ခွဲတဲ့နာမထားဘူး၄မျိုးထဲမှာ130လောက်ကဒီမြန်မာနိုင်ငံဆိုတဲ့အရာမြန်မာနိုင်ငံဆိုတဲ့အစိုးရကနေပြီးတော့မြန်မာနိုင်ငံဆိုတဲ့အရာကနေသူတို့ကခွဲထွက်ဖို့လောက်တည်တယ်ခွဲထွက်ဖို့လောက်ပဲတွေးပြီးတော့ဒီအစိုးရကိုဒီအရာကြီးမရမချင်းပုံကန်နေတာကြီးကိုသူတို့အတွက်အခွင့်အရေးဆိုပြီးတော့ရတဲ့အခွင့်အရေးဆိုပြီးတော့သူတို့ကထင်ကြတယ်ဆိုတော့ပြောချင်တာကအစိုးရကိုသာဖြစ်တယ်လူစကားမဟုတ်ခွေးစကားကိုပြန်ကြည့်လိုက်ဗမာဘရင်တွေကိုတော်လန်တဲ့နေ့ကိုတော်လန်ရင်းနေ့လို့သတ်မှတ်တယ်မြန်မာအစိုးရကိုပုံကန်တဲ့နေ့ကိုတော်လန်ရင်းနေ့လို့သတ်မှတ်တယ်ဗမာမရင်နေ့ကိုပုံကန်တဲ့နေ့ကိုအမျိုးသားနေ့လို့သတ်မှတ်ကြတယ်ဆိုတော့ဒီလောက်ရက်တရားကြတော့မှန်တယ်လားတနိုင်ငံထဲမှာနေတဲ့အစိုးရကိုဘလို့ပဲနေဒါကအစိုးရပဲတရားဝင်အစိုးရပဲဒီလိုတရားဝင်အစိုးရကိုပုံကန်တဲ့နေ့ကိုအမျိုးသားနေ့သတ်မှတ်တယ်ဒေါ်လာရေးနေ့သတ်မှတ်တယ်ဆိုတဲ့အချက်တွေကကြတော့မှန်တယ်လားပြောရရင်တိုင်းရင်းသားအများစုကဒီလိုပဲစိတ်တဲ့တိုင်းရင်းသားအများစုရဲ့စိတ်ဓာတ်ကဒီလိုပဲဖြစ်တယ်ဆိုတော့တစ်ဖက်တည်းကိုကြည်နေရင်ကိုယ့်ဘက်ကပဲအမှန်တယ်လို့မြင်နေတဲ့၍ကိုယ်တစ်ဖက်တည်းကိုကြည်နေတဲ့၍တော့ဘယ်တော့မှနိုင်ငံကအေးချမ်းမှလည်းမဟုတ်ဘူးဘယ်တော့မှနိုင်ငံကငြိမ်းချမ်းသွားမှလည်းမဟုတ်ဘူးဆိုတော့ခုနပြောသလိုပဲဒီလိုမျိုးသူတို့ရဲ့လောက်ရက်တွေကကြတော့သူတို့ကမှန်တယ်အမြဲတမ်းမှန်တယ်လို့ပဲမြင်ကြတယ်သူတို့မှားတယ်လို့မြင်တဲ့တိုင်းရင်းသားဆိုတာလုံးဝမရှိသလောက်ရှားတယ်ဗမာတွေကသာဒီနိုင်ငံအရေးခင်းမှာပဲဖြစ်ဖြစ်ဘေးအရင်ကာလတွေပဲကြည်တိုင်းရင်းသားဆိုပြီးတော့ဗမာတွေလည်းမခွဲကြဘူးအစိုးရကလည်းမခွဲထားဘူးတိုင်းရင်းသားဆိုပြီးတော့ခွဲခြားပြီးဆက်ဆံတာလည်းမရှိဘူးအချို့ဆိုရင်ဗမာတွေဆိုရင်ဗမာခေါင်းဆောင်တွေကိုဒါသူတို့ပုံကန်မယ်ဒါပေမဲ့တိုင်းရင်းသားခေါင်းဆောင်တွေကိုသူတို့ဆရာလို့တောင်သတ်မှတ်တဲ့သူတွေရှိတယ်ဆိုတော့ပြောချင်တာကတိုင်းရင်းသားတွေကအစိုးရကိုဗမာတွေကိုအပြစ်တင်မယ်ဆိုရင်ကိုယ့်စီကကို့မှာရောဘာအပြစ်တွေရှိလဲကိုရောဘာအပြစ်တွေလုပ်ထားလဲဆိုတာကိုပြန်တွေးဖို့လိုရယ်ဒီလိုပဲခေတ်အဆက်ဆက်ဒီလိုမျိုးသူတို့လှုပ်ချင်တဲ့လက်နက်ကင်လမ်းစဉ်ကိုမစွန့်ချင်လို့ဗမာတွေကိုတိုင်းရင်းသားတွေနဲ့ရန်တိုက်တယ်ဗမာအစိုးရကိုတိုင်းရင်းသားတွေနဲ့ရန်တိုက်တယ်ဒါမျိုးလုပ်မယ်ဆိုရင်ကိုယ့်ဘက်ကရောဘာတွေအပြစ်တွေလုပ်ထားလဲကိုယ့်ဘက်မှာရောဘာအပြစ်တွေရှိထားလဲဆိုတာတော့တွေးတင်တယ်လို့ထင်တယ်